နိုင်ငံကျော်စိန်လောင်လက်ဖက်ကလက်ဖက်ကောင်းုံနေမကောက်လူကောင်းတွေကိုလည်းတန်ဖိုးထားတတ်ပါတယ်နေ့စဉ်အလုပ်ကြိုးစားတဲ့ကျမတို့ရဲ့ဝန်ထမ်းတွေကိုအခုဆိုရင်ဖူဆယ်ဘောလုံးကွင်းထဲမှာတွေ့ရပါပြီဖူဆယ်ဘောလုံးကွင်းဆိုတာအနိုင်ရဖို့တခုတည်းမဟုတ်ပါဘူးအတူတူရုန်းကန်မှုအတူတူပြောဖို့ပြီးတော့အတူတူစီးလုံးမှုပါအချင်းအနယ်ရှင်ပြန်ရတယ်အချင်းချင်းအားပေးကြတယ်အနိုင်ရသွားတဲ့အချိန်မှာပျော်ရွှင်မှုကတယောက်တည်းရဲ့အောင်မြင်မှုမဟုတ်ဘဲနဲ့တစ်ဖွဲ့လုံးရဲ့အောင်မြင်မှုပါဒီအစီအစဉ်ကအားစားစိတ်ဓာတ်ကိုမြင့်တင်ဖို့ကိုကျန်းမာစိတ်ကျန်းမာဖြစ်စေဖို့လုပ်ငန်းခွင်မှာပိုစည်းလုံးပြီးပိုအားကောင်းလာဖို့စိန်ပလောင်လက်ဖက်ကရည်ရွယ်ပြီးတော့လုပ်ပေးခဲ့ရခြင်းဖြစ်ပါတယ်စိန်ပလောင်လက်ဖက်ကလက်ဖက်ကောင်းနေတယ်မကပဲနဲ့လူကောင်းတွေကိုပါတန်မိုးထားတဲ့အဖွဲ့အစည်းတစ်ခုပါယခုဗီဒီယိုလေးနဲ့အနိုင်ရတဲ့သူတွေကိုလည်းဂုဏ်ပြုရင်းပါဝင်ပေးခဲ့သူအားလုံးကိုစိန်ပလောင်လက်ဖက်မိသားစုမှကျေးဇူးထူးပင်တင်ရှိပါရရှင်